ကျွန်တော်လူငယ်ဖန်တီးခြင်းလှကြုံလေးသူရေးသားပြီးဖွဲ့ယူကြီးလိုက်တင်ဆက်လိုက်တဲ့ဇာလန်းကလေးကိုမကြာမီနားခံရပါတော့မယ်ဟုတ်ကဲ့ဇော်ဝင်းမောင်ကိုချစ်ကြတဲ့ပွဲချစ်သူတွေအတွက်တန်းတန်းစုကိုမျက်နှိုးကြတဲ့အမှုပညာပေးတံများအတွက်ကဲလာတော့ကပတ်ချောနဲ့ရွှေမန်းကမေဆန်းဆိုတဲ့ဇာလန်းလေးကိုစလိုက်ကြရအောင်ဟဲ့လူမကြီးခမရဘာအောင်ကျူးနိုင်တာကျွန်တော်နာမည်အောင်ကျူးမဟုတ်ပါဘူးခမရနာမည်ကိုမသိလို့လူကြီးလို့ခေါ်တာပေါ့ဗျကျွန်တော်အသက်က20ပြည့်ဖို့2နာရီ2မိနစ်နဲ့20စက္ကန့်တိလိုပါသေးတယ်ခမရတက်ကိုကျွန်တော်သိကြမလို့ပါဘူးကျွန်တော်ဟာဖွားသိစင်းဌာနလည်းမဟုတ်ဘူးလူဝင်မှုကြီးကြပ်ရလည်းမဟုတ်ဘူးဒါဆိုရင်ကျွန်တော်နာမည်လေးတော့သိချင်နေဆိုပါတော့လူကြီးလို့မခေါ်သေးဘူးပြောပါဗျဘာချောဘာဗျလှတော့ကဘာချောဘာပြောလဲလှတော့လားအမေရောရွှေမန်းကမေဆန်းဟုတ်တယ်လှတော့ကဘာချောနဲ့ရွှေမန်းမေဆန်းတို့တွေ့ကြပြီရွှေမန်းကမေဆန်းရွှေမန်းတို့လည်းပြောချိုသုံးတွေ့ကြဘူပေါက်ပြောစရာရုပ်ဇလန်းရှင်မျိုးစရာဒီတွေတဲ့မှာနာစီကြည့်တော့တခါပြောရှိရမှာရုပ်ဇလန်းရှင်မျိုးစရာဒီတွေတဲ့မှာနာစီကြည့်တော့တခါပြောရှိရမှာလာတော့ကဘာချောပါမန္တရာလူလေးပြောချိုငါဒီနည်းရဲ့စက်ကိုဝင်ကန်ပြီးမောင်စံလောက်အောင်ကဲလာပြီခဏိကရေကျေးဇူးတင်လိုက်တာဗျာကျေးဇူးကကျုပ်တို့လှတော့ထွက်တဲ့တင်းမောတိလောက်မချိုဘူးဗျခမရလှတော့လားလှတော့ဘာချောလေနာမည်ကြီးရတယ်နာမည်ကမလှလို့နာမည်မလှလို့နဲ့လူကလှပါတယ်နော်နာမည်ကြီးကဒီခေတ်မှာအောက်တယ်ဗျမအောက်နေမီကျုပ်တို့စီမှာကြက်တော်လည်းရှိတယ်နှခွေးလည်းရှိတယ်ဘုံးစိတ်လည်းရှိတယ်ကြွက်သုံးလည်းရှိတယ်ခမရတို့တရားလုံးနာမည်ကြီးရှောက်ပြောမနေပါနဲ့ဗျာခမရတို့ကျေးဇူးတင်တယ်အေးလေးပါလေလိုက်တော့လှဲ့အောင်ကျေးဇူးကိုအေးတစ်ခွက်နဲ့ခြေခြင်းလို့ခမရတို့လှတော့ကွာပြောဖို့ပဲတတ်သလားဒီစမ်းမအောင်ခမရဘာလို့လို့တော့တောသားလားသားစဉ်ကြီးစက်နွားနဲ့ဖက်ပြီးထွန်ဟရက်ဟနွားကြောင့်ဟနဲ့ဒဇင်ကိုစခမောက်ကိုမားပြီးကြီးပြင်းလာလဲဆိုတော့တောသားလို့ပြောလိုက်လဲပြီးတာပါပဲဗျာကျုပ်တို့လှတော်သားတွေကစကားကိုတစားမစင်နဲ့ပြောရရင်စီမရှိလဲချမ်းကြီးရိုးဖြစ်တဲ့စီရတယ်လို့အရသာသိမရှိဘူးဗျစကားကိုတစားချင်းပြောရမှမာတလိနတ်သားကဥမာခအတွက်ဖန်ဆင်းပေးလိုက်တဲ့ဝိညာဉ်တာယထာစီရတယ်လို့အရသာရှိတာဒါဆိုရင်လဲဆက်ပြောစမ်းပါဦးဗျာမိုးကအေးလဲဝမ်းမအေးပဲခလေးပြုစုခွေးပုလူနဲ့ကျွေးတူပတ်လဲဝိုင်းပြီးတဲစုံမှနေလဲစုပ်ကိုစီးချွေးတီးတီးကြလုတ်ပိုင်စားမှထမင်းဝတဲ့ဘယ်ကွင်းရအမလေးဗျာအရေးတဲ့ဝင်းကြီးပရိဒါရာသာနဲ့တွေ့နေကြပါပြီဘဝတရာကြီးဗျကျုပ်ကခစ်ပေါ်ကျွန်တော်မင်းကခြေဗျာခမ ्या အခုဖယ်သွားမလို့လဲခြေဦးတဲ့ရဖေရှာပေါ့ဗျာခမ ्या ကိုအကောင်းမင်းနေတာဗျဒီကလည်းမကောင်းတာတခုမှမဖြေသေးပါဘူးဘယ်မှာနေတော့ဘာချောလှတော့မှနေပြီသို့တော့ဒီမန္တလေးမှာနေတာကိုပြောနေတာဗျကိုလံဘတ်အမေရိကတိုက်တွေ့တယ်လို့မန္တလေးကိုအခုမှကျုပ်ရောက်ဖူးလားဗျဘုံရောင်တစ်ကြောင်မှပြောပြီးတဲမယ်ဗျကျုံရကြရလို့လုပ်မယ်ဗျအုတ်ချစ်ကျော်အေးမန္တလေးမှာ6လတန်းသေးတစ်နှစ်တန်းသေးခိုးအောင်မယ်ဗျ
ကြောချစရာဖုန်ကြီးเจ้าရွေးထားတာတော့ဟုတ်ပါပြီဗျာအခုဖုန်ကြီးเจ้าနေမှာလူမနေရတော့ဘူးဗျ ဒါဆိုရင်တော့စဉ်းစားရမယ်ကျုပ်ကလည်းသာသနာပေါ်မဝင်နိုင်သေးဘူးဗျ ကျွန်တော်ကလည်းရဟန်းမလို့ကိုစောပါသေးတယ် ခင်ဗျာ ခမရကျွန်တော်အသက်ကိုအသက်သေးပြီးကူညီခဲ့တာမဟုတ်လား ဒါကတော့ယောက်ျားကောင်းလို့တရားရှိတဲ့နေညီ ဒီတော့ကျွန်တော်ကခမရကိုပြန်ပြီးကူညီခြင်းတယ် နေကုဝင်ကမိစရာမင်းသားလေးကူညီခြင်းနဲ့ညီမဟုတ်ရင်တော့ရပါတယ် ခမရမှာနေစရာရဲ့စားစရာရဲ့အလုပ်ကန်ရဲ့အရေးကြီးတယ်မလား ထိုင်နေအကောင်းသားထသွားမှလင်းအောင်ကုတ်ခံဆိုတဲ့စကားလို့ဒီအရေးသုံးမှအတွက်ကျုပ်တွေးမိဝကတ်နဲ့အဖိခံထားတဲ့ဝက်တကောင်လို့မရှူတာမရှိုက်တာနဲ့ အားလုံးပြေလေစင်းနေဗျာကျွန်တော်နဲ့လိုက်ခဲ့ လိုက်မယ်ရှင်းနေဆောင်မားမှထုံမကြရင်တော်ပြီ ဟိုင်းမှာဖေးနေစရာမဲ့စားစရာမဲ့အလုပ်လက်မဲ့မဲ့သုံးမဲ့ပိုင်ရှင်ကြီးကိုအိမ်ခေါ်လာတယ် ချစ်စရာနဲ့ဆိုရတဲ့ထည့်ပြောပါဦး ခမရချစ်စရာမရှိတာယူကျွန်တော်ကကြေညာပေးအောင်ပါလားဗျ ဒါဆိုကျုပ်ဘွားကြီးသေးတရားအလုံးလက်မယ်ဆိုတာကြီးကိုထည့်မပြောပါနဲ့လားဗျာ အောင်မခမရရဲ့လက်ရှိပကတိဘဝကိုအရင်တိုင်းတင်ပြနေတယ်ရှင်းနေရသေးတယ်လို့ အေးလေဟုတ်ပါရဲ့ဒီနေ့ခင်မိသူတိုင်းပင်လယ်ငါစားကြပြီပဲ ခမရကဘာစကားလဲဗျ ခင်မိသူတိုင်းအလုံးလက်မဲ့ဖြစ်နေကြပြီဆိုတဲ့စကားပေါ့ ခမရကတော့လှုပ်ပြီအလှုပ်လှုပ်ချင်သူတိုင်းအလှုပ်လှုပ်ရပါစေမယ်ဗျာ ဟဲ့သမီးကြောင်းသွားသေးဘူးလား အိမ်ကဝက်ရှော့ပို့ထားလို့သမီးမြင်းနှန်းနဲ့တောင်းသွားတာဖေဖေသိရနော် အေးသိတယ် အဲ့ဒါ33လမ်းထိပ်မှာမြင်းနှန်းဆရာကြီးက900ဆင်းပြီးဝယ်မြင်းကလန့်ပြီးမောင်းလို့ပဲပြေးပါလေရောဖေဖေဟာ သမီးကြောက်သေးလားပါသွားတာဟောလားသမီးကြောက်လည်းပါသွားတာ ဟုတ်တယ်ဖေဖေသမီးတော့သိလေးကိုထင်းနေတာ ဩတရားမင်းဆင်းပြီးတော့ဖယ်လိုက်လို့လားဟလား တကြားမင်းနဲ့များဟိုဘဝဆွေမျိုးတော်ရဲ့လားမသိပါဘူးဖေဖေဟာဟောဒီကိုဘချောကမြင်းဆက်ကိုဖမ်းပြီးမြင်းတော်ပေါ်ကိုလွှားကနေခုန်တက်လိုက်တာမြင်းကတုတ်နေရက်သွားပါလေရော ဒါဆိုမောင်ပတ်ချုပ်ကိုကျေးဇူးတရားမှာပေါ့မောင်ပတ်ချုပ်ကညင်းကိုတော်တော်နိုင်နာမဲ့တော့သမီး ရင်းနဲ့ကျွန်တော်ကဘွားဘက်တော်တွေလို့တရင်သမီးနေခဲ့တာပါ ဒီတော့သမီးတို့ကကိုဘချောကိုကျေးဇူးစားမယ်နော်ဖေဖေ ဘယ်လိုများသမီးကကျေးဇူးဆက်ချင်လို့လဲသမီးရဲ့ ဟိုကိုဘချောကိုသမီးတို့အိမ်မှာထားခြင်းပဲ ဟေး ဟုတ်တယ်ဖေဖေသမီးတို့ကိုဘချောကိုစားစရာပေးရမယ်နေစရာပေးရမယ်လောက်တိုင်ပေးရမယ် ညင်းစမ်းအောင်သမီးရဲ့လောကကြီးမှာပတ်စံရှိရင်ကျန်တာအကုန်လုပ်လို့ရတယ်မောင်ပတ်ချုပ်ကိုလိုအပ်ထားတဲ့ပိုးပြီးပတ်စံပေးလိုက်မရဘူးလားသမီးရဲ့ တိုက်ဆန် ဖေဖေကလည်းဘာလို့ရှောက်ပြောနေမှမသိဘူး တိုက်ဆန်ဆိုတာရာဝတ္ထုအလုံးဝဲလို့ရကြည်ရနေဦးစေတနာနဲ့မြတ်တော်လို့ငွေနဲ့ဝဲလို့မရပါဘူးဗျာခုကိစ္စမှာဦးသမီးကိုကယ်တင်ခဲ့တာခုလိုငွေချေးကိုမျှော်လင့်လို့မဟုတ်ဘူးဟိုဗျာကျွန်တော်ဘာတစ်ခုမှမျှော်လင့်လို့မဟုတ်ဘူးကျွန်တော်ရဲ့လူအတိတရားလူအကျဉ်းသားနဲ့လူတောင်ဝင်နှိုးဆော်ခဲ့လို့ကယ်တင်ခဲ့တာကျွန်တော်သွားမယ်မမေ့စမ်း အိုးမဟုတ်တာပဲကိုဘချောဖေဖေစကားပြောမှသွားတာကျွန်တော်တောင်းပန်ပါတယ်ဗျာကိုဘချောဘယ်မှမသွားရအောင်ဒီမှာပဲနေရမယ်အလုပ်လုပ်ရမယ် ဒီမှာမမေ့စမ်းကျွန်တော်ကိုလေးစားရဲဆိုရင်မဟာဗဒုလသူ့ရဲမဲ့တွေကိုပြောတဲ့လေးစားတာမိတ်မပေးပါနဲ့ဘာချောဆိုတဲ့ကောင်ကပါဇက်မွဲတာတဲ့မျက်စိမွဲတာပိုဆိုးတယ်မျက်စိမွဲတာတဲ့အတိမွဲတာပိုဆိုးတယ်ငွေစိတ်မောင်းပြီးအတိမွဲတဲ့ဝင်းကျင်မှာရွှေလိုဥဘူးလိုခတ်ပြီးကလပ်ပေါ်တင်ထားဖို့မနေနိုင်ဘူးဗျာဘာချောကကဲခဲ့လို့ဘာချောကိုကျေးဇူးတင်ဘာချောသွားမယ်မတားနဲ့ ဟဲ့မောင်ရင် ကျုပ်နာမည်ကဘာချောပါ အော်ဝမ်းသာလိုက်ကြမောင်မချောရဟိုတနေ့ကကျေးဇူးတင်စကားမပြောလိုက်ရပြီနဲ့ဘယ်မှာနေလဲဘယ်မှာထိုင်လဲဘာလုပ်တယ်လဲနာမည်ကဘယ်သူလဲမမေးလိုက်ရတာစိတ်မကုန်ဖြစ်နေတာကွာ လေးရရှိရနောက်မှမေး ဟမ် အခုလောလောဆယ်ကျဘာမှမစားဘူးသမင်းနိုင်ကောင်းကောင်းဒီနားမှာမရှိဘူး အာရှိပါတယ်ကွယ်ရှိပါတယ်လို့မြင်းလေးပိုင်ရှင်ဥဖိုးသိန်းကသမင်းတစ်ညလောက်တော့
ကျေးဇူးဆက်တဲ့အနေနဲ့ကျွေးရသည်ကွာ တနတ်နဲ့မရဘူးဘိုးသိန်း ဟမ်ဘယ်နဲ့ကျွေးရမှာလဲရတယ်ဘယ်နဲ့ကျွေးရကျွေးပါနဲ့မောင်ရင်ရဲ့မောင်ရင်ဘဝအနေထားတာပြောစမ်းပါကွယ် လက်တလို့ကျုပ်မန္တလေးမှာနေချင်းနေဗျာနေစရာရဲ့မြင်းလဲမောင်းစရာရဲ့အလုပ်လုပ်ချင်အဲ့ဘာကူညီနိုင်လဲ တုတ်ကူညီနိုင်တာပေါ့နေစရာပကျုံးကဦးအိမ်မှာနေမောင်းစရာကဦးငင်းလေးကိုမောင်းတောင်းရ လောလောဆယ်တော့ဘာချောဖို့ဒီတဲ့ကောင်းတာတော့ဒီလောက်မကောင်းတာအမှန်ပဲ အေးဒီတဲ့ကောင်းတာရှိသေးတယ်ကွာ ဒီတဲ့ကောင်းတာ ခမင်းတဲ့တော်မြတ်သေးရဲ့ခမင်းကကောင်းတကားအကောင်းထဲမှာအကောင်းဆုံးကွာရငါလိုက်ကြထဲဦးမောင် တော်တော့ပြီတော့ကြသဘောနဲ့သေးလို့စူစကားလက်သက်ဖြစ်နေဦး ဝါရလားကွယ် ဘိုက်ကိုလည်းကြည့်ပါဦးမစင်ဘလူလင်းလင်းမားလို့ကားပြီးနေပြီ ဒါဆိုလာသွားသူနင်းလဲပေါ့ အမျိုးလေရေတော့လိုက်ဦးမယ်ဟာတို့စလိုက်ကြီးတိတ်မပွားနဲ့လေဗျာဟောက်ရုံမိထလောင်နေဦးမယ် ဘာလဲကွယ်တောင်းရင်မရှိဘူးလာခိတ်ကြမှာတော့ တော်ကြီးရဲ့မန္တလေးကျုံးရဲ့လူတော့မကုန်နိုင်ပါဘူးဗျာတော်ကြီးအတွက်နိုင်ငံတော်ကဆယ်တော်ကြီးစီမံကိန်းနဲ့လုပ်နေပါတယ် မောင်ဖတ်ချောပြောချက်ကတော့ဟင်းဟာဦးတို့မန္တလေးရဲ့ရေပလားတွေကလည်းဓမြကိုချစ်ကြွယ်လက်ထိတ်ကတ်တယ်လို့တန်ကျိုးနဲ့ချီထားပါလား မချီလို့မရဘူးကွာမောင်မောင်ချောရလုံးမုံရင်ရေခွက်ကတမင်မွေးရင်ကြားစားရင် ဒီလောက်ရင်ကျေးတဲ့မန္တလေးမှာတခိုးတွေရှိသေးလား ကျုပ်တို့လူမျိုးတစ်ခုရှိပြီလို့တောင်းလူရှင်တော်တွေကစိုးကုန်ကြပြီ ငါးပါးပြင်စလီကိုထားဝချီလုပ်ချင်တဲ့တို့ဗမာတွေကလည်းဥမမတောင်းကြတော့ ဘယ်သူလေးဥမတောင်းတော့မောင်ပါချောတော့ဥမတောင်းသွားပြီမဟုတ်လားချက်တိုင်းဟောကောင်းရင်လားကွာ ကြက်သားကောင်းမကောင်းတော့မသိပါဘူးဗျာကြက်သားဟင်းမကောင်ကိုကျုပ်တော့ထိုင်ရှိခိုးချင်နေပေါက်သွားတယ် ဘာလို့လဲ ကြက်ကကျုပ်တဲ့အသက်ကြီးလိမ့်မယ်ဒီဘောမင်းလက်ထက်ကမွေးခဲ့တဲ့ကြက်ဖြစ်ရတယ်မာကြက်ကတော့မုတ်ဆိုးမှထင်းစီပကံနဲ့ထည့်ထားတယ် ဆန်းလို့ရော ကြောက်ခဲသေးလို့ဝင်စားလာအောင်ရတယ်မာသလားမမင်းနဲ့အာဖရိကထွက်တဲ့စိန်ကအဖေခေါ်လောက်တယ်ဟင်းကျော်လည်းမစိုးပါဘူးစီလာမပိုင်တစ်ဖက်ကြောက်ခတ်တော့လို့ရတယ် ဟိုအပူဝဲမှာတော့ကွာငါချောက်ကြော်တာကွာ ငါဆိုမှငါမဲ့ဗျာအေယာဝီမင်းနဲ့ပူကမင်းမတင်ုံတမယ်ပဲ ရောကြော်ထားတဲ့မြုပ်ပြီးပါကွာ ဒါတခုပဲချင်းမုန်းစရာရှိတယ်လေမချွန်တဲ့ကျုပ်တော်ဦးလေချွန်တဲ့တော့မှာဗျအာအိမ်သာတည့်ရရင်တော့ဖင်ဝမီးရှို့ခန်းလို့ဖြစ်မှတေးကြတယ် မင်းစကလုံးကြီးရှီရတယ်ဟင်းဧကန်ကစာတော်လာနဲ့တူတယ် သိဟုတ်တာဗောဗျာကျုပ်တို့လာတော့သားတွေကတော့စကားပြောကောင်းတဲ့နေရာမှာဘူးမုတ်တတ်တဲ့ကလေးကအစရက်ကြလက်ကြပြောတတ်တဲ့နေရာမှာတော့ဗျာတရုတ်နှစ်တစ်ခုမှပြောင်းဖောက်လာအောင်မရတယ် ငါကောင်ကတော့တော်ရင်ဆိုရင်လာပြီဟင်းငါကအိမ်ကြမှာစာတော်သားစကားကြီးတဝါကြီးပြောပြပြီ စိတ်ချဦးလေစိတ်ချလာတော့သားများစကားပြောမိကားဟောင်းဖနှောက်နဲ့နင်းထားတဲ့အတိုင်းပဲပကြမှာရက်ကြတဲ့လက်ပံမရောက်ရွေးထိုင်လို့ဖြစ်ကုန်မယ်နော် မောင်တဲ့ချစ်သူမောင်လောက်မချစ်နိုင်ပါဘူးမောင်လောက်ချစ်သူနောက်တစ်ယောက်မရှိနိုင်ပါဘူး အေးမမချောကြီးမြင်းစာကျွေးပြီးယူနီကျွန်းလိုက်ပါလေလာတောက်လက်ပါအောင်ကွာ ဦးမီးဤပေါက်ချက်ကတော့ဗျာအီရန်အီရတ်တစ်ဖက်နဲ့တစ်ဖက်ဒုံးကြီးပြစ်နေတဲ့အတိုင်းပါပဲ ကဲလာသမ်းမအောင်ကွာမင်းတို့လှတော်သားအကြောင်းနည်းနည်းပါးပါပြောသမ်းမအောင်ကွာ ဘယ်ကစပြောရမှာလဲဗျ မင်းတို့လှတော့ဒီနေ့မူးကောင်းရင်လားကွာ မိုးခေါင်ချက်ကတော့မပြောပါနဲ့ဗျာမူကြောင်မီးလောင်မှတော့စိုးရတယ်လေရီဆိုလို့ဖားတော့ဖို့တော့မရှိဘူးလေတွေကပတ်ကြအမြငုံမကြည့်ရဘူးအဝီစီကိုလှမ်းမြင်ရမှာစိုးလို့မင်းမျိုးပန်းမင်ဆိုင်တာဦးစီနာမင်းလားမှတ်တယ်ဗျ ဒါဆိုစကားတွေညံ့တာပေါ့နော် ဒါတော့စဘာတွေကစဘာနဲ့မတူဘူးတိုက်ဖိုက်ပြေးပြီးကလေးနဲ့လန်တာရဲ့သပင်မွေးတိုင်းပဲက
တပားကိုတစ်စင်းနဲ့မြေးရပဲဇာကနာနဲ့နှုတ်ရမှလည်းပြပါတယ်ဗျာ ဒါဆိုမင်းတို့လှတော့မှစီဖွားကြီးကြက်ကြမှာပေါ့နော် ဘလုံးကောင်းနဲ့စင်ဝင်သားမှချောင်းမယ်ဖြစ်ဖြစ်မြောင်ကြက်တယ် အိုးအိုး ဒီနေ့လာတော့သူလာတော့သားတွေကြည့်လိုက်ရင်ရှင်းငဆွေပြုတ်သူနဲ့ညက်ခါတဲ့မျက်နှာနဲ့ဒါမလားနွားတက်နေတယ်လို့ရှုပ်သွားနေကြတာဗျ အိုး ဝက်လဲကိုဝကနဲ့ထိထားသလိုကြည့်တော့မမြင်နိုင်ဘူး အိုးအေး လာတော့သာစက်နေဖင်ခွေးဟောင်းမကိန်း ဟေးဘာလို့ ဘာလို့ရမှာလဲဦးက အေး ဖင်ကအစာဟောင်းမထွက်တိုင်းခွေးရဟောင်းမှာတေချာလို့ပေါ့ဗျ အိုး ရင်းလဲရင်းလဲ ဘယ်သွားကြမှာလဲ ကျွန်တော်တို့ဖျားလို့သွားမလို့ပါတကယ်ချင်းတို့တက်ကြကဲသွားနိုင်ပြီ ဘာကိုပြောတာ ညင်းကိုပြောတာပေါ့ဗျ ညင်ကလူစကားနားမလဲဘူး ညင်းမောင်းတဲ့ခမည်းကိုပြောနေတာ ဒါဆိုလဲဂရာမိမှန်ကောင်ညင်လဲဆရာမောင်းနိုင်ပြီလို့ပြောပါ ဘာဗျ ဟုတ်တယ်လေဦးနာလည်းမြင်းလဲနဲ့ညင်လဲကမနုဿဘာသာပြီးတာနားမနေတာ ခမည်းနားတယ်လို့ရက်တာမဟုတ်လား ဟုတ်တယ်လေညင်လဲကနားမလဲပဲညင်လဲဆရာနားလဲလို့ရက်လိုက်တာပဲမြန်မာစကားမှန်ကန်သိကြဖို့ဆိုရင်ညင်လဲဆရာလို့ပဲတားမှာပေါ့ အရေးတဲ့မြန်မာစကားကျန်ပြုစုရတယ်နဲ့တွေ့နေတယ်ကဲမောင်းပါ မိတို့က6ယောက်ဆိုတော့တယောက်ကို2ချက်မရဘူးနော်အားလုံး15ချက်ပေးရ မောင်းပါစမ်းပါဗျာငွေစကားတွေပြောမနေစမ်းပါနဲ့ ပြောရတယ်ဗျဟာဝဲနှစ်စတိုးနေတဲ့ဘိုးဘုံအောင်ကုန်စည်နှုန်းကြမှာအရာရာဈေးကြီးနေတယ် ကဲပါလိုအပ်ရင်20ပေးမယ်မောင်းပါပါမောင်း ပို့ပေးလည်းမယူပါဘူးဗျာတချို့ပြည်တွေကသဘောမပေါက်ကြလို့ရှင်းပြရတာပါ ဘာသဘောပေါက်တာလဲဗျရှင်းပြစမ်းပါအောင် ခုနတည်းမဲ့ဂုံကြီးရှင်အတော်ကြီးကြောက်လို့ရန်ဖြစ်ခဲ့ရပြီ ဘလို့ကြောင့် ဒီလိုဗျ ဘလောက်ကြလဲမောင်ရင်လေး 5ချက်ပါ ဟင်တရုတ်တန်းစေးကနေဈေးတူ9ကျပ်ဟုတ်လားမတရားသဖြင့်ကွယ် တရားပါလေတော့ဒါအနည်းဆုံးသေးပါ မြင်းလဲမောင်းစားပြီးဒါတော့ချမ်းသာခြင်းရသလားကွကြောက်ဒီလိုမတရားသဖြင့်လို့ကြောင့်မြင်းလဲမောင်းစားနေရတာသိလား ဒီမှာတော့မချမ်းသာခြင်းလို့မြင်လဲမောင်းစားနေတာချမ်းသာခြင်းဥပဒေနဲ့မလွတ်တဲ့အစိမ်းအနီတွေကိုတစ်ဖက်နိုင်ငံပို့ဒိန်ယူကုန်ကူမြမရှေးအောင်လက်ရတယ်နိုင်ငံခြားခိုးထုတ်မှမှတ်အဲ့လိုပြောလိုက်တော့အတော်ကြီးလည်းမြင်းတဲ့တကားစောင့်ပိတ်ပြီးတော့မြေကြီးကိုဖနှောင်းနဲ့စောင့်နေပြီးတီတိုနဲ့ဖတ်သွားလိမ့် အဲ့ညမှာခဏညက်ပါဦးကျွန်တော်တို့တငယ်ချင်းတယောက်ကိုခေါ်ရရှိလို့ ဒီနားလားကြာစင်းနဲ့နော်မြင်းသမားတယောက်ဖို့စောင့်ရင်မိသားစုဘတ်ချက်ထိခိုက်တယ် ကြာပါဦးဗျာခဏပါ မကြာလို့တော်သေးတယ်ဗျာအရင်မရေကမြတ်စွာဘုရားပွင့်ပြီးကာလငကားကြီးတော့နှိုးကနေပြီမြင်းလဲပုံမှာပေါ်ရိုးတင်လိုက်ပိုပေါက်တော့တယ်စောင့်ရတဲ့ချိန်ပြန်တွက်ရင်စကိုင်းငကားကြီးတော့ဆွေးလောက်တယ် ကဲပါဗျာဒေါကံမနေစမ်းပါနဲ့မောင်းပါ အမိတို့အဖွဲ့ကဘတ်စကားနဲ့သွားတင်တယ် ဘတ်ကားကြာတယ်ဗျာ အဲ့ဒါတော့ဟုတ်တယ်ခင်ဗျားတို့မန္တလေးရဲ့ဘတ်စကားတွေကမောင်းလာလဲနှီးလိုက်တာလိတ်ကခွန်ဆက်ရလောက်တယ်ကားမတိုင်တွေကလည်းတတိုင်းနဲ့တတိုင်းစိတ်သလားမမင်းနဲ့ဘီးစိတ်ထောင်ထားတဲ့အတိုင်းပဲမှတ်တိုင်မှာလူစောင့်တာလဲမင်္ဂလာဆောင်ပြီးသားသမီးမောင်နှံကားစီးလိုက်ရင်ကားပေါ်မှာလည်းတအူးမွေးလောက်တယ် ဒါတော့ခမည်းမြင်းလဲကိုငှားစီရပါဗျာ ခင်ဗျားတို့မန္တလေးကပူတယ်ဗျာခေါင်းမောင်းဖြုတ်ပြီးချွေးတုပ်လိုက်ဦး ဟင်ခမည်းကိုပါချုံးတော့ နာမည်သူမရှာလူမရှာပါ ဟုတ်ပါတယ်ကျွန်တော်မေးစားရင်ခမည်းတက်နေရမလားခမည်းမသိကြအောင်စောင့်မနေပါနဲ့ဗျာခမည်းရဲ့ကျွန်တော်အသက်တွေကကာကွယ်ခဲ့တာလေ နာမည်သူမရှာလူမရှာပါ လုံးမနေစမ်းပါနဲ့ဗျာခမည်းရဲ့အပေါင်းအသင်းတွေကမခွေးတို့အဖိုးစိတ်တို့ကြက်တိုးလို့မဟုတ်လားကဲရောက်ပြီအပြန်မှာခမည်းမြင်းတဲ့ကိုပဲပြန်စီးမယ်ခဏတော့ဖျားဖူးပြီးချက်ချင်းပြန်မှာ အချိန်ဟာမြင်းလေးရဲ့တန်ဖိုးနော်စောင့်မှလည်းပေးရမှာ ပေးပါပါဗျငွေကမြစ်တန်နဲ့စေတနာတွေအားလုံးဝယ်လို့ရတယ်ဗျဒါတကယ်ချင်းတို့သွားကြမယ် ရလိုက်တဲ့ကောင်းပါလေအုံမာတန်နီကိုဘောကစားထားတဲ့အတိုင်းရှေမန်းလူဆိုတာဘာနေလဲဆိုနေသူ့အားကြတော့အင်းမပေါင်းခင်းင်းဆွဲထားတယ်ဖြီအိလိုပါလား ကဲမောင်တော့
မလေးကျုံမပေါ့ဟုတ်ပေါ့ဟိုအမီးအုပ်စုတွေရော သူကဘတ်စကားနဲ့ပြန်ကြမယ်လို့ပြောတယ် ခရီးတွေအမီးတယောက်ထဲလားဟိုမှာဖျားဝစုကိုလှမ်းခေါ်လိုက်ဦးနဲ့မှာ ခင်ဗျားကျွန်တော်အမြဲတမ်းစိတ်ဆင်းရအောင်လုပ်တယ် ကျုပ်ကဒီဝေဒလည်းမဟုတ်ပါဘူး ဟုတ်တယ်ခင်ဗျားနဲ့ကျွန်တော်နှစ်ယောက်တည်းစကားပြောချင်တယ်ငွေချင်းတွေကဘတ်စကားနဲ့ပြန်ခိုင်းနေတာဗျ ဒါဆိုအမီးကကျုပ်မြင်းလဲကိုအော်ဒါငှားတာပေါ့နော် ခင်ဗျားဘာလို့ကျွန်တော်ကိုစင်ကြိုင်ဆက်ဆံနေရလဲ ရင်းနှီးဆက်ဆံဖို့မလိုအပ်ဘူးထင်လို့လား ပြောရလိုက်တာတော့ ဟုတ်တယ်လေရင်းနှီးတော့တယောက်အိမ်တယောက်ဝင်ထွက်သွားလားဝင်ထွက်သွားလာတော့မိရဖခင်ကြီးကဝင်နဲ့ပေါင်းပြီးနှင်လို့မှဖြစ်ကျုပ်ရဲ့တန့်စင်ခဲ့တဲ့မြစ်တာစေတနာတွေကိုဝင်နဲ့ပေါင်းပြီးအယောင်းဝယ်လောက်ခံမှာဒါကြောင့်မလိုအပ်ဘူးထင်တယ်လို့ပြောတာ ဒါဆိုခင်ဗျားနဲ့ကျွန်တော်ခင်နေမို့လည်းမလိုအပ်ဘူးပေါ့ဟုတ်လား မိရတက္ကသိုလ်ကျောင်းကိုအထေးသမီးကျုပ်ကလမ်းပေါ်မြင်းလဲမောင်းသမား မခင်နေရဘူးလို့ဘယ်သူကသားလဲ အမိရဲ့အဖေက ဟာခရုဆက်ပြန်မလိုပါဘူးဗျာ အမိရဲ့အဖေကမတော်တဆမြင်းလဲသမားရောက်ခမကြီးဖြစ်သွားမှာစိုးရိမ်လို့ရှာတယ် ဒါဆိုခင်ဗျားဘောထား မခင်မင်းညရင်ကောင်းမယ်နဲ့တူတယ်ဗျာ ဒါဆိုကျွန်တော်မြင်းနဲ့ရှိကိုခုန်ချလိုက်တော့မယ် မမောင်းတာပဲ ဟုတ်တယ်လေခင်ဗျားကကျွန်တော်မြင်းထဲပေါ်ကကြားနေတယ်မကဲခဲ့ရင်ခင်ဗျားနဲ့ကျွန်တော်ခင်မင်လာကြလည်းမလို့ မဟုတ်ဘူးလေဟိုဒါ ဟိုဓာတ်တွေမဓာတ်တွေလုံနေတယ်ခင်ဗျားကိုကျွန်တော်မြင်းနေကျွန်တော်မြင်းထဲပေါ်အခုန်ချလိုက်ရမလား ထွေးပြီးသားတွေပြန်မျိုးခက်တယ်လို့တော်တော်ခက်တဲ့မင်းကလေးပါလားဟာမောင်မချောပြန်လာတာစောလိုက်လားကွာစောစောနေတော့စီလာလို့ဦးရေဖေသားကြီးလည်းနားရရသေးဆိုပြီးတော့စောပြန်လာတာမောင်မချောကတော့မြင်းကိုင်းတာတကယ်ကျွမ်းနေဟင်ဥတော့အသက်ကြီးမှမြင်းနေနေရတော့မြင်းကိုင်းတာမောင်းတာမောင်မချောတော့မကျွမ်းတာအမှန်ကွာဟုတ်တယ်ဦးကမြင်းဆိုတာဇက်ချိုးကိုင်းတဲ့လူအထောင်ကြည့်ပြီးသိပညာစမ်းကျင်တဲ့အကောင်မြင်းမမဟုတ်ပါဘူးရေလောကကြီးကလည်းဒီလိုပါပဲဟာသဘောတရားတစ်တွေပါလားကွာရှင်းရမအောင်တွေ့ရအောင်ချစ်ပေရအောင်ကုတ်ဖက်ကြိုက်အောင်တပ်ပင်းကျင်ရတယ်ဟဲ့နေသမ်းမအောင်စောတော့ကတော့မင်းမျက်နှာကတကယ်လဲမူးမိထားတဲ့အတိုင်းပဲအခုတော့လေအကြည့်ပြီးမျိုးပုတ်ဘယ်လိုဖြစ်သွားရတာလဲကွာကျွန်တော်ဒီနေ့မြေဆန်းနဲ့တွေ့ခဲ့တယ်ဟမ်ဟိုမင်းဖယ်ခဲ့တဲ့ကောင်မလေးအကြောင်းလားပြောတတ်မအောင်ကောင်မလေးစိတ်ဓာတ်ကတော့စိုးဖို့မရပါဘူးလေသူ့ဖေကြီးကတော့ကျွန်တော်ရဲ့ဇဝတ်ပါလုံးမှာအယောင်မပြောင်းတော့ကြည့်ပြီးလူမကောင်းဆုံးအမြင်နဲ့မြင်တယ်ဒီကောင်ကမမြင်ဘူးမူးကြီးထင်တဲ့တိုင်ပေါ်လို့ချုံမောရောက်ပြီးဘဝမေ့သူရင်းထင်ရောက်အောက်ချစ်လွတ်နေတဲ့ကြီးရသည်လို့လူပါကွာအဲ့ဒီနေစားဖြူသိတယ်တီတီပါပါကြီးတော့မသိပါဘူးဒီလူလည်းလမ်းပေါ်ကကလေးတစ်ချစ်သေးစရာရောင်ဘာရောင်နဲ့ရေစရာမရှိလို့ကျင်းထဲမှာတော့နေရတယ်ဒါနဲ့အစကနေဆန်းတို့အမေကရှုနာတယ်မိရဆိုလားဘာဆိုလားပေါ့ကွာဆရာဝန်အမျိုးမျိုးနဲ့ကုတာမပြောက်ခဲ့တဲ့နာရာရှိရောဂါတဲ့မုတ်ဆိုးမှပတ်စံရှိအဲ့တော့အဲ့ဒီလူကဈေးပေါ်ပြီးယောဂကုပေးရင်းနဲ့ယောဂကြောက်သွားရောဆိုတော့အဲ့ဒီမှာလေမုတ်ဆိုးမနဲ့ညနေချင်းညချင်းတထေဖြစ်သွားတယ်ဗောကွာသူ့နာမည်ကဥပါလာမဟုတ်ဘူးကွာဥတင်အခုတော့ဆရာတင်ဗောကွာဒီလေဖြစ်နိုင်တာကွာနာမည်တူတော့လဲနာမည်တူမရှာလူမရှာမဟုတ်လားဘယ်နဲ့လဲကွာဟိုညဆိုအဲ့လိုရရတာတို့ပိုက်ကျုံးကရှင်တိတ်ကြိုက်တယ်နော်ဦးလိုမန္တလေးရှင်ကြိုက်ချက်ကတော့ဗီယက်နမ်စစ်ပွဲတော့အမေရိကန်လေယာဉ်ပြန်တဲ့အတိုင်းပါပဲတဝီဝီနဲ့ကြိုက်သလားမမင်းနဲ့ခွဲတွေလဲရဆွဲလို့ဆွဲတာခြေသလုံးသာခြေနှောင်မြင်ထွက်လို့ကတော့ခြေသလုံးကပြားလို့ဖြစ်ပြီးသားအောင်နဲ့တခါကိုပါချိုးကိုကြည့်ရတာဖေဖေမျက်နှာပေါင်းနဲ့တူတယ်လို့ပဲဘယ်နေရာတူတယ်မသိဘူးနာမည်တူမရှာလူမရှာပါဟာလာပြန်ပြီလားဒီနာမည်တူမရှာလူမရှာဒါဆိုရင်လူချင်းမတူသူချင်းမမျှတော့ပြောပါလူချင်းမတူသူချင်းမမျှဟုတ်တယ်
သမီးဘယ်ပြန်လာတော့သမီး နန်းတရားဥယျာဉ်ပါဖေဖေ ဘယ်သူတွေနဲ့သွားတာလဲ သမီးရဲ့တငယ်ချင်းတွေနဲ့ ယောက်ျားလေးတငယ်ချင်းလားမိန်းကလေးတငယ်ချင်းလား သူသာတို့နဲ့ပါဖေဖေမယုံရင်မေးကြည့်တာ ဟာသူရောက်နေတဲ့သမီးတယောက်ကိုငါရှိထွန်ကျူးမိကြောင်းမင်းရေကင်းပြဆုံးမနေကြမလို့ပါဘူးဆုံးမရင်လည်းဘုံကြီးတစီတွေဖြစ်နေမှာမို့ကြားပြီးသားတွေဖြစ်နေပါလိမ့်မယ်သမီးရဲ့ ဘာတွေကိုလဲဖေဖေ ဒီကင်းတရဲ့ဝေတောက်ဖက်လို့အခါရောရှက်ပြီးကျပြက်ဤတဲ့ဒိတွေကအလွန်ချိုတဲ့တရက်တောင်ဝေတောက်နဲ့ရောရှက်ပြီးတော့စိုက်လိုက်ရင်တရက်ချိုကနေပြီးတော့တရက်ခါဖြစ်သွားမယ်သမီးရဲ့ ဖေဖေဆိုလိုတာ ရှင်းပါတယ်သမီးဆင်းရဲသူနဲ့ပေါင်းရင်သမီးရှင်းရတယ်ချမ်းသာသူနဲ့ပေါင်းရင်သမီးချမ်းသာဘူး ချမ်းသာဆင်းရဲဆိုတာ လောက်ရအားလုံးရဲ့လာရချမ်းသာဖို့ပဲသမီးပြီးတော့ဗီဒီယိုနဲ့လူရင်းပြောမယ်ကိုယ့်ကိုမိမဲ့လူမပေါင်းနဲ့ကိုကမိရမဲ့လူကိုပေါင်းဒါပဲ ဖေဖေသဘောတရားကြီးရလဲ ဟုတ်တယ်လေဒီဖိတ်ခံယူချက်ကတော့ရှင်ရတာတစ်ပေါင်းနဲ့ပေါင်းမဲ့အစားချမ်းသာသူတစ်ယောက်နဲ့ပေါင်းဖြစ်ချင်ဒါပဲ ဟာဗျာဖေဖေကလည်းလူကြားလို့မကောင်း ဟိုဂုံရှိဝေရှိအားလုံးကောင်းတယ် ဥပိန်တရားသားရတယ်နော် မန္တလာရဲ့ဂုံယူစရာတမိုင်းဝင်တဲ့ရတစ်ခုပဲလေလာနေဘူးလေဒီဆက်ထဲဝင် ရေဘူးလေဘူးနေမင်းပူလဲ ကိုဘချောကအေးတယ်လို့ထင်နေပြီပေါ့ဟုတ်လား အိမ်မက်တို့မျက်တောင်တို့ရေမွေးတို့ချွေးတို့အပြုံးတို့တွေကြားမှာအချစ်တို့ဈေးကောင်းနေချိန်မှာလှတော့ကဘာချောတော့အချစ်မရှာရဲပါဘူးဗျာ ဟုတ်တယ်နော်ဒီဆန်းတို့ပတ်ဝန်းကျင်မှာသားစေးသမီးစေးကိုသားစေး၅စေးလောက်သဘောထားပြီးဈေး6ကြဈေးမြောက်ကြဈေးခေါ်ကြဈေးမြောက်ကြ ဝမ်းနဲ့စရာတိတ်ကောင်းတယ်မမေဆန်လူဖန်တီးရတဲ့ရုပ်အထုပစ္စည်းတွေကလူရင်မကြီးတွေကိုအတိမဲ့အောင်ခြေလေဖန်တီးခံရတဲ့အထိမိုက်မဲတွေ့ရတဲ့အတွက်ကွန်ပျူတာကိုတိစောက်နိုင်တဲ့လူသားတွေကဈေးပြန်စနစ်နဲ့အယောင်းချခံတဲ့ရောင်းကုန်ပစ္စည်းတွေဖြစ်ကုန်တယ်လေ ချောင်းကုန်ပစ္စည်းဟုတ်လား ဟုတ်တယ်လေမမေဆန်မြင်တယ်လို့လှမ်းကြည့်လိုက်စမ်းပါဗျာမိမတချို့ရဲ့ဘဝဟာလမ်းပေါ်မှာဖြစ်ဖြစ်သဘယ်ခမ်းမှာဖြစ်ဖြစ်ကရဝိတ်မှာဖြစ်ဖြစ်အင်းအားလိတ်မှာဖြစ်ဖြစ်တညတာဖြစ်ဖြစ်တဘဝတာဖြစ်ဖြစ်မေတ္တာစစ်မပါကြရင်ရောင်းချခံနေကြရတာမဟုတ်လား ကိုဘချောတွေ့ရကြောက်စရာကြီးတွေးလဲတွေးတတ်တယ် ဟာဟိုလူကိုပါချောတို့ဓာတ်ပုံရိုက်ကြတာမသိ ဟာသူ့ဟာသူရှုရင်ကိုလိုက်ရိုက်နေတာနဲ့တူပါတယ်ကိုဘချောရဲ့လာဟိုဘက်ကိုလမ်းလျှောက်ရအောင် နင်ကတကူကြီးတကူချမ်းကြံပြီးတော့နင်ကမိဘမြစ်တာကြီးကိုဦးမဲ့တော့တယ်ဟုတ်လား ဘယ်သူ့ကိုပြောနေရလဲသူ ဟာငါသမီးကိုတော်လာအောင်မိနေကြီးမွန်းလို့မဆုံးသေးဘူးရောင်းမာရောဇုံရောမျက်စိထွက်တာဟုတ်လား သမီးဘာလုပ်လို့လဲဖေဖေ ဘာလို့လို့လဲဟုတ်လားဟာလာသေးတယ်ဟောဒီမှာဓာတ်ပုံကြည့်သားဓာတ်ပုံတွေကနင်မဟုတ်လား ဟုတ်တယ် အမကောင်းကြီးဟဲ့ဒါဆိုရင်နင်ဘေးကအကောင်ကနင်ချစ်သူဟုတ်လား မဟုတ်ပါဘူး ဦးတုတ်ကူးတယ်မိနေပါရဲ့မူနာဦးလှုပ်ချင်သေးတာကိုဒီကောင်ကနင်အရင်တစ်ခါဒီအိမ်ထားခြင်းနဲ့ဆိုပြီးခေါ်လာတဲ့ကောင်ဟုတ်လား သမီးသူ့ကိုလေးစားတာပါဖေဖေအခုသူဟာမြင်းလဲမောင်းပါတယ်ကြပြလဲဆက်ပါတယ် အမေများလိုက်တဲ့ဂုံပုတ်ကြီး သူဟာသမီးအသက်ကိုကယ်တင်ခဲ့တဲ့ကျေးဇူးရှင်ပါဖေဖေ ကျေးဇူးရှင်ဆိုပြီးတော့နင်ကလောင်မျိုးလို့မစင်သားမှာရှောက်တိုးကျင်တာပေါ့ဟုတ်လား သမီးတို့ဘာမှမဖြစ်ကြသေးပါဘူးရိုးရိုးသားသားခင်ကြတာပါ ဒါဆိုဒီကောင်အခုဘယ်မှနေလဲ ဖေဖေသိဖို့မလိုဘူးထင်တယ် ငါသိကျင်လို့နင့်ကိုမေးတာပေါ့မေဆန်ဒီကောင်ဘယ်မှနေလဲဆိုတာနင်ပြောစမ်း မပြောနိုင်ဘူးဖေ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 ကသူ့ကိုမွေသွားပေးမလို့မလား မပြောလဲရမေဆန်မပြောလဲရနင့်အရင်သမင်းစားလာတယ်နင့်အဖေပါဒီမန္တလေးမှာရှိတဲ့မြင်းလဲအားလုံးကိုတတိပြီးတတိခင်မောင်တင်းကိုလက်စစ်ခိုင်းရင်ဒီပတ်ချောဆိုတဲ့ကောင်ဘယ်ပြေးမလဲ ဘဲမှတော့မကြေးပါဘူးကိုဘချောတွေ့တဲ့အခါကဖေဖေက
စင်စင်ချင်းချင်း မိကြောင်မင်းရေကင်းပြဖတဲ့သားတလားကြီးတိတ်ဆန်းခွေးမယောဟောတာကသမီးအသက်ကိုကဲတင်ခဲ့တော့ကပေးစရာရှိတဲ့အကျွေးတစ်သောင်းဟောတာကမင်းနဲ့ဦးသဘောတူမယ်ဆိုရင်နောက်ထပ်ပေးရန်ကြံရှိနေတဲ့ငွေတစ်သောင်း ငွေ2000တိတိကြီးများတော့ကျွန်တော်ပေးမယ်ဆိုပါတော့ ပြီးမှာပေါ့ တကယ် ကြားကြိုက်ပါတယ်ဆိုပါပေါက်ကလေးနဲ့နားလို့မေးနေပြန်ပါပြီ နေပါဦးနောက်ထပ်ပေးမယ်ဆိုတဲ့1000ကဦးနဲ့ကျွန်တော်ဘာတွေသဘောတူရမှာတော့ ဒီနေ့ကစပြီးမင်းဦးရဲ့သမီးကိုအဆက်ဆံမပြုတ် ဒါလားမပြောသေးအခွန်ခွာသလိုလွယ်လွယ်လေးပါ လွယ်ရင်ယော့ဟောဒီမှာလက်မထိုး ဟုတ်ပါဟဲ့လူအေးတစ်ထက်ရွှေခွက်ဆွဲလူဒန်းသားတွေကတော့လှုပ်လို့ရှိငွေနဲ့ပေါက်လက်မှတ်ထိုးခိုင်းမငိုတဲ့မရီတဲ့တရားဥပဒေကိုအတိမျက်ရည်ချူပြီးငိုခိုင်းရီခိုင်းငိုစားရီစားဥပဒေကိုငွေပုံကြားကတရားဥပဒေဖြစ်အောင်လုပ်ကဲစာချုပ်တွေပါလုပ်နေတဲ့ဦးသမီးကိုပဲပြောပါကျွန်တော်နဲ့အဆက်ဆံမလုပ်ဖို့ ဟုတ်မရလို့ပေါ့ကွာရရင်မင်းကိုပတ်စံလာပေးစရာလိုပါမလားကွာ တားမရတော့လေဆက်ဆံမလေးပေါ့ဦးရဲ့ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာဦးတို့ရဲ့ပတ်ဝန်းကျင်လို့ကြီးကြရခိုးတနာခိုးတွေမှုန်းနေတဲ့ခန်းစာမဲ့လက်ရမ်းကားမဲ့လက်တွေလည်းမရှိပါဘူး ဒီကမင်းကိုပြန်ပုတ်ွယ်ပြီးတော့ဒီစင်းရင်လွန်တွင်းမှာညမှာဆိုးလို့ဟေး ကျွန်တော်တို့မှာဒနာကြီးငွေစင်းရဲပေမဲ့ယူသားမှုမစင်းရဲကြပါဘူး ဘာလဲကွာယူသားမှု ကျွန်တော်တို့ပတ်ဝန်းကျင်မှာမရှိဘဲနဲ့ရှိရန်စင်မစင်းတတ်ကြပါဘူးမကျဲပဲကြီးမကြီးပဲလည်းမကျဲတတ်ကြပါဘူးမရှိကြွားကြွားရှိကြွားကြွားဝါမရှိပဲလည်းဝိမလုပ်တတ်ကြဘူးဇုံထဲမှာလည်းတစ်ဖက်ပကံထဲမှာလည်းတစ်ဖက်ဘယ်သူမှမစားစေရဆိုတဲ့မနာလိုတူရှိတွေလည်းမရှိကြပါဘူးကျင်းကြီးခန်းကြီးလည်းမရှိပွင်းပွင်းရှိပွင်းပွင်းလေပေါက်ရေယိုတဲ့ရိုးတို့နဲ့မြစ်ကိုအလျားလိုက်ကူးနေကြတာမို့သားစာမယားစာရှားနေကြပါပဲမတရားတာတရားတော်တော့အာမနာပါမနာခွဲခြားတတ်ကြပါသေးတယ်ဦးရဲ့ဦးတို့ပတ်ဝန်းကျင်လို့အစားအစာအသားပါမအသွားအလာကားပါမအလားအလာ ကဲတော့ကွာဒါဆိုရင်ဦးသမီးကိုမင်းမချစ်ပါဘူးလို့ဂရိပေးမလား နှလုံးသားဆိုတာအမိန်ပေးလို့ရတဲ့အရာမဟုတ်ဘူးနှလုံးသားနယ်မြေမှာအလိုလိုပွင့်လာတဲ့ပန်းဆိုတာလဲဒီဝေဒန်တက်မှအကူအညီနဲ့ဖြစ်ဖြစ် SDI ခေါ်ရေကင်းရဲ့ Star Wars စီမံကိန်းရဲ့လေးစားစစ်စီရေးနဲ့ဖြစ်ဖြစ်ဖြက်ချိုးချေမွပြာချမိဖို့အောင်တမိုးမပြောင်းလဲဘူးမကြွေဘူးမနှွမ်းဘူးဆိုတာ နားကြီးရဲ့ကွာငါပြန်မေး ဟုတ်ကဲ့အချစ်ဆိုတဲ့အရာလဲလူကြီးမင်းလိုပါပဲမခေါ်ဘဲနဲ့လဲလာခြင်းလာတတ်တယ်မနှင်မဲနဲ့လဲပြေးခြင်းပြေးတတ်ကြပါလေ လူဘာဝလိုက်ချကွာ ဘာဝလိုက်နေရတကာမှာငွေနဲ့အသုံးပြလုပ်ချင်တဲ့လူတွေအေးမင်းတို့ပုံနဲ့တွေ့တော့ဘာတတ်နိုင်သေးလဲ သူတတ်နိုင်တာကတော့သူ့သမီးကိုယောက်ျားအမြင်ဆုံးပေးသားမှာပဲပေါ့ ဟာပေးစားတော့နေကန်းကယူမတဲ့လား ဗရေတဲ့အာနာမျိုးနဲ့အတင်းကျပ်စီမံမှာပေါ့ ကောင်မလေးကမင်းကိုလေချစ်နေတာငါသိ မဟုတ်နိုင်ပါဘူးဦးပါ မျက်လုံးအသေးနှလုံးနဲ့တကားပါကွာကောင်မလေးမျက်လုံးကိုကြည့်ရနဲ့ငါသိတယ်ငါလဲငွေရာကကြည့်လာတာပါကွာ ကျွန်တော်ဘဝနဲ့မေဆန်းဘဝတခြားစီ တခြားသူဆိုရင်လေအစကတည်းကဒီကောင်မလေးနဲ့မဆက်ဆံတဲ့ပေါ့ကွာ တားမရတဲ့တရားမဟုတ်ပါ မိပါဦးမင်းကြီးလည်းချစ်ကတော့တာရ တင်းမျိုးသိပ်ပြီးတားပါပဲ လောက်မနေပါနဲ့အချစ်ကိုလိမ့်တဲ့လူကကျင်သာကြည့်တယ်ခံစားရ ချိန်သာထိတယ်လို့ခံစားရမယ်
တစ်လုံးနဲ့စီဘလို့ကျိတ်စံနှစိနဲ့ထမင်းဘလို့ချက်မြေတမုံနဲ့တစ်ပင်ဘလို့စိုက်ရေတမုံနဲ့ရေတကုံဘလို့ဖြစ်ဝါတစ်လုံးနဲ့ဝါဖောင်ဘလို့ဖွဲ့သဲတပွန်းနဲ့ကျွန်းတောင်ဘလို့ထွန်း ဟမ်ဘာတွေရွတ်နေတာလဲ ကြပြာရေးဖို့အကြောင်းအရာရှားနေတာ ဟောကြပြားတွေရည်ရွယ်ချက်က ပြည်သူတွေရဲ့ညွတ်နေတဲ့ဒူးတွေဖြောင်းအောင်ကုန်းနေတဲ့ခါးတွေဆန့်အောင်ငုံနေတဲ့ခေါင်းတွေမတ်အောင် ကြပြားဟာဒီလောက်ပဲအစွမ်းထက်သလားမောင်ကြီး စွန့်ထက်တာပေါ့ကြောက်စီရုပ်ကလက်ခမောင်းထားခတ်တဲ့အထီကိုစွန့်ထက်တယ် လက်တွေ့ရှိလို့လား သိရှိတာပေါ့ဆရာကြီးသခင်ကိုတော့မိုင်းရဲ့ကြပြားတွေကိုလက်ချက်အင်္ဂလိပ်ကဆရာဆန်းရဲ့ဓာတ်နဲ့တူကြောက်ရွံ့တုံ့လောက်ခဲ့တယ်ဆရာမိုင်းကြပြားလည်းအများသိတဲ့အတိုင်းပဲစာတကြောင်ကပြည်သူတို့မီးမောင်းလားစာတလုံးကပြည်သူတို့မီးလောင်ပုံလား ဒါဆိုရင်မောင်အတွက်ခံယူချက်က ဝေရှင်အတွက်လက်ရာတုကျင်းတဲ့ရမင်းရုပ်ထုတဲ့လက်သမားအတွက်စာကြားရုပ်ထုကိုပဲထုလုပ်ချင်တယ် စာချောင်းရုံ ဟုတ်တယ်လေအဲကမ်းမှာအလှချိတ်ထားတဲ့ကြောက်စီဓာတ်တဲ့မိဖို့ကြောင့်ကခွဲစိတ်ဖြတ်တောက်ချင်းခွဲဓမောက်ပဲဖြစ်ချင် ချင်းခွဲတမောင် ရွှေကျုပ်အတွင်းကမမောက်ပရမများတဲ့လမ်းပေါ်ကကြောက်သားပဲဖြစ်ချင်တယ် လမ်းပေါ်ကြောက်တာ မိဆန်းအောင်ဘာဖြစ်ချင် နောက်တော့ပါတဖွာမှမခွာတဲ့မောင်ရဲ့ပါရမီဖြည့်ပဲငရရအတူတူအခုရအတူစား ဟဲ့ဟဲ့ဟဲ့တလူလေးဟေးကြောင်ကြောင်ဘာတွေချပြီးတဟီးတဟားဟာနဲ့အိမ်မက်မက်ပြီးရောင်ညက်ဟောဒီမှာညီနဲ့ပတ်သက်တဲ့အရာသတင်းထဲမှာပါလာဒီမှာတွေ့လား ဘာပါလဲတော်မြိုင်ပြတ်စမ်းမအောင် ဟာလေ စိတ်ဆက်ကြောင်းလန့်ခြင်းကျွန်တော်ခင်မောင်သိန်းနဲ့မမေဆန်းဆိုပါလားအိုးဒီလိုလားခေလုံငယ်တွေဒီလိုတစ်ဖက်သက်စီမံလို့တော့ဘယ်ရပါမလဲဖြစ်ဖြစ်ရေ ဟိုဟဲ့ဟဲ့ဒါဘယ်တော့ဟိုဒုက္ခပါပဲမိဆန်း ဒီစမ်းတွေကလုံနေအချင်းဒီအားလုံးကိုဒီစမ်းကပြောပြလိုက် ဖေဖေကမေဆန်းသဘောထားကိုယူတယ်ခင်မောင်သိန်းနဲ့စိတ်ဆက်ကြောင်းလန့်ခြင်းသတင်းကိုအတင်းမဲ့သတင်းစာထဲမှာထည့်တယ် လက်ဦးမှုယူတဲ့သဘောပေါ့ ဘာရမလဲမေဆန်းကတော့မချစ်မနှစ်သက်တဲ့သူနဲ့ဘယ်တော့မှအိမ်တော်မဖက်ဘူးဒါကြောင့်ကိုချစ်တဲ့သူစီကိုဆင်းလာတာ ဟောဗျာဘာချို့လဲချစ်တယ်မပြောရသေးပါလား လုံမနေနဲ့မောင်ပါချောမင်းအဖြစ်သေးပုံနဲ့မေဆန်းကားကနကပြောပြပြီးသားမင်းဟာမင်းရင်ငုံနေနေနာစီနေနေကြိုက်တယ်လူနေ ခမ ्या ဖွင့်မပြောလဲကျွန်တော်ကဖွင့်ပြောမှာပဲခမ ्या ကြားဘူးတယ်မလားဖွင့်မပြောတဲ့ဘာသာစကားဟာဖွင့်ပြောတဲ့ဘာသာစကားချက်ဥစွာပေါ်ခဲ့တယ်တဲ့ ဒါတဲ့နေစမ်းမအောင်ဦးနဲ့မေဆန်းတွေ့ဆုံကြတာ ဈေးချိုအလဲပေါင်းမှာ ဒါဆိုကားလျော်စွာတွေ့ကြတာပေါ့ ပါလေခမ ्या ကျွန်တော်တို့အချစ်ကိုကံအားလျော်စွာချစ်ကြတယ်လို့အထိပ္ပယ်ဖွင့်နေနေလို့လား ဘာချို့ကကံသမားမဟုတ်ပါဘူးဗျာ ကံလူကလောက်တာမလား အားလုံးကလူအစီမံနေကြီးပဲ အမှန်တရားရော လူတွေရဲ့သတ်မှတ်ချက်လေ ဒါဆိုဥပဒေဆိုတာကလည်းယူလောက်တာပဲပေါ့နော် ဥပဒေအားလုံးကလူတွေအတွက်လူတွေပဲရေးဆွဲခဲ့တာ ဒါဆိုရင်ဥပဒေဟာအမှန်တရားမလား အခါတစ်ခါလူတွေကြောင့်ဥပဒေဟာငွေကြိုက်သွားတတ်တယ် ဥပဒေကငွေကြိုက်သွားတတ်တယ် လူကငွေကိုတဲချေကြိုက်မဟုတ်လား ဒါဆိုခမ ्या ဥပဒေကိုမယုံဘူးပေါ့ လူတွေကိုမယုံတာပါလူတချို့ဟာငွေဆက်ကူမြင်တာနဲ့သွေးသားလှရှားမှုကြောင့်ပြောင်းလဲတတ်ကြတယ်လေသွေးတို့မြန်ကြတယ်နှလုံးခုန်မြန်တတ်ကြတယ် အရေးကြုံရင်ကျွန်တော်ကခမ ्या ဘက်ကရှိပြီးသားပါဗျ ဒါဆိုရင်အခုအချိန်ကနေစားပြီးရွှေမန်းတို့အတုံးအနှုံများကိုပြုပြင်ရမယ်မောင်ရင်ခင်ရင်နဲ့ပြော ဟောဗျာ ကဲကိုတော့အချိန်မရှိမြန်မြန်လုပ်တော့ကြဘူးကြီးလိုက်ကြတယ်အခုလောလောဆယ်တော့မေဆန်းကိုခေါ်မင်းကိုရှာတော့တွားကြဟိုရက်ွက်ကောင်စီမှာလက်ပတ်ထိုးစာချုပ်ချုံလက်ထပ်ကြ ဘာချို့လို့လှတော့သွားမယ် ညနာမောင်အရင်ကအောင်မလုပ်နဲ့တော့ဟိုကွင်းရထားစိတ်ကတော့ထားဖို့မတက်ရဲရင်လေမင်းဖြစ်မှာမဟုတ် ဩဦးရဲ့ဒီလိုကြတော့လေဦးကကျွန်တော်တို့အတွက်တကယ်ကိုပူးစာရင်းနဲ့ကြည့်ပါလား အေးဝမ်းဆွဲတယ်ကြီးပဲအားကိုးမနေနဲ့ညအားလဲပေးရသေးတယ်နော် ဒီလောက်လဲနှစ်တိုးကိုအခွင့်တင်မနေရပါဘူးဦးရဲ့ကဲကျွန်တော်တို့သွားပါတော့မယ်
ဘာဗျသမီးဒီမှာမရှိဘူးဟုတ်လား ဟုတ်တယ် ဒါဆိုဟိုကောင်ရော ဘယ်သူလဲ ဒီငါမြင်နေမောင်းတဲ့အကောင် ဩလှတော့ကဘာချုံးကိုပြောတာလား ဒီကောက်စီကိုငါသမီးမလာဘူးလား လာတော့အေးလာတာတော့တွေ့တယ် ဒါဆိုရင်ဒီကောင်ငါသမီးကိုခိုးပြေးတာပေါ့ မောင်ရင်သမီးကဘာချုံးကိုခိုးပြေးတာဖြစ်မယ် ဒါဆိုရင်ဒီကောင်နဲ့ဒီကောင်ကခွေးသက်ခင်းသွားကြပြီပေါ့ ဖြစ်နိုင်တယ် ဒါဆိုသူတို့ပဲပါလာတော့မလား ဖြစ်နိုင်တယ် အခုချိန်တော့ဆိုရင်လာတော့ကိုဒင်းတို့ရောက်ကုန်ကြပြီပေါ့ ဖြစ်နိုင်တယ် ဘာဖြစ်နိုင်တာလဲမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးလာတော့မလိုက်မယ် မဖြစ်နိုင်ဘူးဖြစ်နိုင်တယ်ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူး ဟေးမောင်ဘန်းလားမင်းမောင်ဘန်းလားမဟုတ်လားကွာဟေးကြည်စမ်းပါအောင်တော့ကွာတသွေးတမွေးကြီးဖြစ်လာလိုက်တာငကူကအသားမဲချက်ကတော့မီးတွေကတစ်စီးတုတ်ထားတဲ့အတိုင်းပဲခုတော့လဲပြူလာလိုက်တာသိသားကိုခွန်မာထားတဲ့အတိုင်းမလားကွာဟေးကျုပ်တို့ရွာမှာနောက်ပေါက်ကောင်လေးတွေကဘာချောဆိုတဲ့ကောင်ရှိလားရှိပြီလားမောင်ကြီးရဲ့ရှိရင်အဲ့ဒီအိမ်ကိုလိုက်ပို့စမ်းကွာဖြည်းဖြည်းပေါ့ဘယ်လိုဖြစ်တာလဲမိဟာကမျက်နှာကြီးကလည်းမစင်မုံမိုးမှန်ထားသလိုပြင်စမ်းမအောင်ကွာဘာဖြစ်လာတာလဲဘာလို့ဒီလောက်အရေးကြီးနေရတာလဲကွာဒီကောင်ကိုတတ်မလို့ကွာဒီကောင်မိန်းကလေးတယောက်ကိုခိုးလာခေါ်တာပါဟဲ့မောင်ဘတ်လာလဲနာလာဂီရီအရက်ကုန်းကောင်းတိုက်ထားသလိုအရင်ဒေါသမျိုးတွေကလည်းမွေးတော့မှလားဟဲ့နာလာဂီရီအရက်မူးလာတာမဟုတ်ဘူးကွာအာလာဝကစုံပူလာတာဒီကောင်ငါသမီးကိုခေါ်ရသွားလို့ကွာဟေးမင်းသားကမင်းသမီးကိုခိုးသွားတယ်ဟုတ်လားဟာဒီကောင်ကငါကဟောပြောရင်ဆိုရင်မောင်ဘတ်မြနဲ့မင်းသားမင်းသမီးတို့ဘုန်းကြီးကျောင်းဘက်ကနေပြီးတော့ကတော့ပြန်လာပါပြီဗျာဒီဘက်ကိုလာနေကြပါပြီအလူအဲ့ဒီကောင်ငါ့ကိုပြသမောင်ကွာကျောကိုတန်ကြည့်အနေနဲ့အဲ့ဒီကောင်ကမင်းသားမှတ်ကြီးမှမှတ်ကြီးအစ်စ်ဒါဟေးကိုခွင့်လို့ပါသားရဲ့ ဟင်ဘလို့ဖြစ်ကုန်ကြတာလဲ ဟေးဘာမြသားတော့ဘာမှနားမလဲတော့ဘူးဗျာကျွန်တော်ကအဖေတူဆိုတာပဲတာခန့်ပြောပြလို့သိတယ်ကျွန်တော်ပြောပြသမ်းပါဦးဗျာ အေးပေါ့ကွာအေးပေါ့ဒီကောင်းရဲ့မစင်းသားမစင်ရင်မှုတွေပေါ့ကွာအချင်းချုံပြီးတော့ပြောရရင်တော့ဒီလိုကွာငါတို့က ပြောပါပြီ မင်းကျော်မှာလက်တဝါးစားလောက်အမှတ်ကြီးရှိမယ်နော်အဲ့ဒါကြောင့်မင်းကိုနာမည်ပေးချတာမှတ်ကြီးတဲ့ကွာဒီကောင်ကမင်းရှစ်လအရွယ်ထိတိတ်ချစ်လက်ဘောကချကိုမချတနေ့တော့ဟောက်ဒီကိုပုံကူးသွားရင်ကပေါ်တာဆွဲခံရလို့သုံးနှစ်တိတိပေါ်မလာခဲ့ဘူးကွာသုံးနှစ်ပြည့်လို့တည့်ရဆွမ်းတဲ့နေ့မှာမင်းအမေရဲ့ရှေ့ရေးကိုတွက်ပြီးရက်ရွာကငါနဲ့ပေးစားကြငါကလည်းသုံးနှစ်ကျော်ဆိုတော့ငါညီလေးလောက်ကြီးချင်တာနဲ့အေးပုံကိုလူလူသေးရှင်ရိုးသေးပြောင်းဆိုပြီးကောင်းပြင်မင်္ဂလာဆောင်နေတော့မင်းပေရောက်လာပါလေကွာ ချင်းချင်းဖမှန်နော် ဒီဖြစ်မျိုးဟာပြုတ်ရှင်ဇက်လန်းကြီးထဲမှာပဲတွေ့ရတာဆိုတော့ဒီတော့ငါကအေးပုံကိုလက်ဖျားနဲ့မတုတ်ပါသေးပါဘူးဆိုပြီးမင်းဖေရဲ့လက်ထဲကိုပြန်အပ်ဒါကိုမင်းဖေကလက်မခံဘူးငါကိုလည်းထိုးလိုက်ကြိတ်လိုက်အေးပုံကိုလည်းထိုးလိုက်ကြိတ်လိုက်မင်္ဂလာပွဲကိုလည်းထူခွဲစစ်ချိုးဖတ်သွားလိုက်တာကွာဘယ်သူမှတားလို့ကိုမရဘူးအေးပုံလည်းမင်းစိတ်နဲ့တလားလောက်နေပြီးတော့သိသွားရှာမင်းသားကိုငါစောင့်ရှောက်ထားခဲ့တာလွန်ခဲ့တဲ့9လလောက်ကမှဒါဆန်းကခရီးဝိုင်းမှာကြားဘူးနာဝါနဲ့မူးပြီးရှောက်ပြောလို့အဖေရှာခြင်းလှခြင်းရဲ့ဆိုပြီးမန္တလေးထွက်သွားတာဒါနဲ့နေစမ်းမအောင်သူတို့အခြေရေးကမောင်နှမတွေဖြစ်နေကြပြီလားကွာ မဖြစ်ပါဘူးကွာမိသားကကျွန်တော်မရေပါသမီးပါဒီမဲ့လောကကြီးကြီးရတယ်ကွာကိုသားအရင်ခောက်ကိုမရေပါသမီးနဲ့အချင်းခွဲအချင်းဖြတ်ဖို့ကြိုးစားလာပြီလာတော့မလိုက်ချင်မနဲ့လိုက်လာခဲ့ရတယ်မင်းမိမမအေးပုံစုံသွားတာမင်းမကြားလိုက်ဘူးလား ငါလာတော့တည်င်းဆိုရင်ဘာတစ်ခုမှမကြားကျင်တာနဲ့ငါကဘလာကနေဦးတင်းဆိုပြီးနာမည်ပြောင်းပြီးလာတော့လူချင်းတွေ့ရင်လည်းငါလာတော့တာလို့မပြောဘူး တော်သေးတာပေါ့ကွာလာတော့ကဘာချောနဲ့ရွှေမန်းကမေဆန်းလို့အခြေက
လူကြီးနဲ့တန်ဖြစ်တဲ့ဒီလာတော့မှလာပြီးဖူးကြပွင့်ကြလို့ပေါ့မန္တလေးမှာလာဆိုရင်တော့ကွာမာမာယွင်းနေဖြစ်ကုန်မှာကွာ ဟုတ်တယ်နော်မေဆန်းအဖေဘာမှပြောသလိုပဲလာတော့ကဘာချောမန္တလေးမှာဆိုရင်မောသွားနိုင်တယ် ဟမ်ငါကတော့အဖေဖားမြတွေရောအဖေဖားလာတွေရောစုံနေရပဲနော် ဘာရမလဲလာတော့ကဘာချောနဲ့ရွှေမန်းမေဆန်းတို့မင်္ဂလာပွဲမှာတာဂီဝင်တွေလိုပဲအဖေဘာမြဘာချောရဲ့အုတ်ထင်းလူအဖေဘာလာမေဆန်းရဲ့အုတ်ထင်းလူသူတို့နှစ်ယောက်ကိုအတင်းခမိခမဲ့အတော်ခိုင်းရမယ် ကဲလုံးကြအခြေရှိတို့လေးမန်းလေးပြန်ရအောင်ဟေးအခုလဲငါတို့နဲ့လက်ခဲ့ငါတို့နဲ့တူနေရမယ် မလိုက်ပြရသေးနဲ့မောင်မလိုက်ပြရသေးနဲ့လှတော့စကားနဲ့လှတော့အစားအစာတွေနဲ့ပဲငါပြော့ပါကွာတော့မှာပဲအယိုးထုတ်ပြရသေးတော့ ဟုတ်ပါတယ်ဖေသမီးတို့ဒီလှတော်ကိုရောက်တုံးရခိုက်လှတော်စကားလေးပါလေးကိုကြားသွားပြစေအောင် အေးကောင်းတယ်မင်းတို့နဲ့အတူငါရွာရောက်တော့ငါလဲတဝါကြီးနေသွားမယ်ဟေး ငါညီဒီလိုကြတော့လေမင်းမျက်နှာကြီးကအဖြစ်သေးနေကြသွားဆိုင်ရှိကစိုက်မှုကြီးကြနေရပါလေကဲလုံးမလေးတော့တို့တော့မှတော့မင်းတို့မန္တလေးမှာလို့ပေါ်ရရမရှိဘူးဟဲ့ဟိုဒီပြုံးမှုပြုတ်ကိုပဲအားရပါရစားစားမှရော့ စားပါလေဦးလေးရဲ့စားပါလေ ဒီစီချင်းထွင်သားမနေပါနဲ့လုံးမလေးဟိုခွေးသားဘာကြောင့်မှုတ်ကလို့ဟိုဘက်ဒီဘက်ဆွဲပြီးတင်းကြီးလိုက်စမ်းမှာဟာ ဟမ်ဘိုက်ကျက် ဟင် ကျွန်တော်မန်းလေးသွားမှအမောင်မဆိုင်အထည်ရွာတွေပေးသေးလား အမလီအထင်ကြီးလိုက်တာငါတူရဲ့သူတို့အထည်ပေးပြီးတော့မသိပါဘူးကွာမင်းကြီးတို့အသက်ကတော့ဘာကြီးလေးထန်းစောင့်နေရတော့ကွာ ဟဲ့ဒါမင်းသမီးလေးလားမောင်ကဆို ဟုတ်တယ်ကြီးတော့ဖွာ မင်းမိမလေးလှချက်ကတော့ဟိုဒီမှာပါဝင်ကြည့်ထိုင်ငုံသွားမယ်ကြည့်ကမ်းမှာဟုတ်တော့တနခါကျန်နေများလိမ့်ချလိုက်တာငုံတို့အိလို့တို့ရွာကခွေးမနေမယ်ကွာမတော့ဒီမှာခွေးမမြင်တနခါလိမ့်ချရင်အခုငါပြိအောင်စားတက်ထားတဲ့အတိုင်းပဲ ဟဲ့တူမလားဟဲ့ဟိုကလေလေးကကောက်ဆိုင်နေတဲ့ကောက်ဆိုင်မှာပြီးတော့မိခွေးမမစပြည့်တွေကလည်းနှုတ်ခမ်းအစိုးနှစ်ဖက်ဟိုဘက်မျိုးဒီဘက်မျိုးတက်ကြည့်တော့မယ်အတိုင်းလေဟုတ်ပါဖင်ကောက်ချက်ကလည်းအီးပွားရင်မျက်နှာရှိကကြာမှစိုးရတယ်ဟာ ဟုတ်ပါ ကဲဘိုက်ကြီးဟောရရွှေမန်းမေဆောင်ဝက်လက်လိုက်ပို့ကျွန်တော်စပိန်ငှားစမ်းပါ ယူသွားစီဗျာယူသွားစီစပိန်ကတော့မင်းမြင်တဲ့အတိုင်းပဲဟေးတလုံးမင်းဆက်ရုံကထုတ်လိုက်တဲ့ပစ္စည်းတွေကြာနေအောင်ပဲအားလုံးအဟောင်းကြီးပဲဟာ ဟာဟုတ်သားပဲတာယာတွေကလည်းကတုံးမှာလက်နဲ့နှိပ်ကြည့်လိုက်ရင်တာယာတွေကကလေးငယ်လေးကြာနေတာဒီပုံတိုင်းဆိုစပိန်ညဆိုင်ရှိအောင်ဖြတ်စီကိုခက်တယ်နဲ့တူတယ် မောင်တို့လှတော်သားကြီးကပြောလိုက်အမြဲတမ်းဦးသိမ့်နေရတယ်နော် ဘရောမန္တလေးပြန်ကြမှာလေ မနေ့က မောင်တို့လှတော်မှာတက်တာနေလေမိဆန်တော့ရီရလို့လို့ဦးတက်ပြီးသိမ့်မယ်နဲ့တူတယ် တာရောသားဒါလည်းပြောကောင်းတာမဟုတ်ဘူးနော် ဘာရောက်ကောင်းလေးလို့လဲ ဒီမှာဒီနေ့ကျန်တော့ခဲ့ငါတကယ်ချင်းတာဆိုင်တည်ထားမိရ ဟမ် ကလေးတွေအုပ်လိုက်ကြည့်လေ ဟာအဲ့ဒါမူလာတဲ့ကျောင်းသားတွေခက်လားမောင်ရဲ့မိဆန်တို့ကျောင်းဆက်လို့လာကြည့်တာခလား โอ้ဘယ်ဟောမှာလဲတာဆန်းနဲ့မောင်နဲ့ရွယ်လူအဲ့သူကလေးအစုံမဟုတ်သေးဘူးလက်နှကောင်တောင်ရက်ကသူ့ပွားအိမ်မှာ ရှင်မွေးလာကြည့်လား မလေးငွေချက်ကလေးခလေးတွေများလို့ရှိုင်းပတ်ထားလို့ရဝဲသွားကြည့်လို့ပြန်มาဆိုရင်တစ်ခေါက်ချင်းစင်းလို့မရဘူးလင်းနဲ့ခေါ်ချရတယ်သူ့သားတွေကကြီးလိုက်တော့လေခေါပလီတက်ဖွက်လို့ရတယ် မောင်ကတော့လေမဟုတ်ကတွေပြောရမယ် ဟုတ်တယ်ရွှေမန်းမေဆိုင်ရဲ့လာတော့သားတွေကစကားလည်းအပြောကောင်းတယ်ခလေးလည်းအမွေးကောင်းတယ်လို့ပြောတာပေါ့ အော်သွားဒီကအကောင်းမှလို့ဘာလူညစ်ပတ်ကြီး ဟေးတာဆန်းကိုမှီလိုက်ရမယ်ဟေး လာတော့ကပါချုံ ရွှေမန်းကမိသား ရွှေမန်းကိုလေးပြောချုံ လာတော့ကဘုံ
စုံတွေ့ကြဘူပေါက်ပြောစရာ ဘုံကလေးဘဝလောကကြီးမှာ ဒုက္ခလန်းရှင်မျိုးစရာဒီလူတွေထဲမှာငါစီကြည့်ရင်တော့တခါ ပျော်ရွှင်စေရမှာ ဒုက္ခလန်းရှင်မျိုးစရာ ဒီလူတွေထဲမှာ ငါစီကြည့်ရင်တော့တခါ ပျော်ရွှင်စေရမှာ လာတော့ကပါချောပါ ရွှေမန်းကမေစမ်းပါ မန္တလာသူလေးပြောချို လာတော့တာကတွေတောင်းပြီးမို့ ကြီးလိုက်ခြင်းဆက်၍လူငယ်ဖန်တီးရှင်လှကြော်နေရေးသားတဲ့လှတော့ကဘာချောရွှေမန်းကမေစမ်းဇလန်းဒီဒီအောင်တိုက်ရင်သွေးငယ်ဇော်ဝင်းမောင်တက်ပစ္စရုပ်ရှင်မင်းသမီးတန်းတန်းစိုးတို့ကပါဝင်ဥဆောင်နေကြိုက်တော်အောင်ဟိတ်ဆယ်ပြားစိတ်မင်္ဂလာတို့ရှင်သန်းဝင်းဇေယျကင်းကင်းဆွေတို့ကပါဝင်ဥဆောင်ထားကြတယ်ဂိတကာဆိုနိုင်မင်းတို့ဤအချင်းများကိုဇေယျကင်းကင်းဆွေကတီးဆိုထား၍ဂိတမှုကျော်လင်းအောင်ကတိခတ်ပြီးအတန်ကိုစိုးမို့အေယာဝတီကဖမ်းယူထားပါလေသောတာရှင်များကျမ်းမာကြပါလေ